မင်္ဂလာပါကော်တူးလေပြည်နယ် KNU ထူထောင်မည်အာဏာသိမ်းစစ်တပ်ကိုဖယ်ရှားပြီးကော်တူးလေပြည်နယ်ပေါ်ပေါက်လာရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုကရင်အမျိုးသားအစည်းအရုံး KNU ကဩဂုတ်လ10ရက်တွင်ကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်စစ်အာဏာသိမ်းပြီးနောက်တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးသဘောတူစာချုပ် NCA ပြတ်ပြဲသွားပြီဟုဆိုခဲ့တဲ့ KNU က၎င်းတို့ရဲ့နိုင်ငံရေးအိမ်မက်ဖြစ်တဲ့ကော်တူးလေပြည်နယ်အကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်စစ်အာဏာသိမ်းယူမှုကိုဖယ်ရှားပြီးတဲ့နောက်မှာဖြစ်နိုင်ခြေရှိတဲ့အာဏာလေဟာနယ်တွေအတွက်ပြင်ဆင်တဲ့မဟာဗျူဟာအနေနဲ့ KNU ကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ကော်တူးလေဖက်ဒရယ်ယူနစ်တစ်ခုကိုပြပြင်းပြင်းပေါ်ထွန်းအောင်စ조사ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ KNU ဗဟိုလုံးမှုဆောင်အဖွဲ့အသစ်ရဲ့ပထမရက်တရာကာလအွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်အထွေထွေအတွင်းရေးမှူးပရိုစောတာဒိုမူကပြောဆိုလိုက်ပါတယ်ကော်တူးလေပြည်နယ်ဆိုတဲ့အခေါ်အဝေါ်ကို1964မှ1984ကြားကာလတွင်တရားဝင်သုံးစွဲခဲ့ပါတယ်သမိုင်းကြောင်းအရဗြိတိရှတို့ထံမှလွတ်လပ်ရေးရပြီးနောက်ကရင်အမျိုးသားများနေထိုင်တဲ့တန်လွင်ခရိုင်နှင့်ဆက်ဆက်ဒေသများကိုကရင်ပြည်နယ်ဟု1948ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်180ပုံမှန်ခွဲ1အရသတ်မှတ်ခဲ့ပါတယ်ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးတဲ့နောက်1964တွင်ကရင်ပြည်နယ်ဟု18နှစ်ခန့်ကြာသတ်မှတ်ထားရမှာကော်တူးလေပြည်နယ်ဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်1984တွင်ကော်တူးလေပြည်နယ်အမည်မှကရင်ပြည်နယ်အမည်သို့ပြန်ပြောင်းသတ်မှတ်ခဲ့ပါတယ်ယင်းအပြောင်းလဲဟာ1984ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း3နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံပုံမှန်30ကကြီးအရသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်စစ်အစိုးရရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကရင်ပြည်နယ်ဆိုတဲ့အမည်ကိုဆက်လက်သုံးစွဲထားပါတယ်ကော်တူးလေပြည်နယ်သို့မဟုတ်ကရင်ပြည်နယ်ဟုဖွဲ့စည်းပုံအခြေခံဥပဒေအဆက်ဆက်ကသုံးစွဲခဲ့တော်လဲအုပ်ချုပ်ရေးအပါအဝင်စီမံခန့်ခွဲမှုအားလုံးနှိပါဟာရန်ကုန်နှင့်နေပြည်တော်အခြေစိုက်ပြည်ထောင်စုအစိုးရရုံးများရဲ့ဗဟိုချုပ်ကိုင်မှုအောက်တွင်သာရှိခဲ့ကြပါတယ် KNU ကစ조사မဲ့ကော်တူးလေပြည်နယ်သို့မဟုတ်ယူနစ်ဟာတရားမျှတရေးဒန်းတူညီမျှရေးကိုကြမာကိုဖန်တီးရေးဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတို့ကိုအခြေခံကြောင်း KNU အထွေထွေအတွင်းရေးမှူးကပြောကြားခဲ့ပါတယ် KNU အနေနဲ့ကော်တူးလေပြည်နယ်တည်ထောင်ရန်ကြိုးပမ်းရခြင်းမှာပင်ကိုရှိပြီးသားနယ်နိမိတ်ကိုတိုးချဲ့ရန်ရည်ရွယ်ခြင်းမဟုတ်ဘဲဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုမှကြီးကပ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ်ဒါကကျွန်တော်တို့ရဲ့ဦးစားပေးဖြစ်ပြီးတော့ territory နယ်နိမိတ်ဆိုတာကကျွန်တော်တို့တောက်လျှောက်လန်းနေခဲ့တဲ့ကျွန်တော်တို့ area ထဲမှာပဲရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လူထုနဲ့အတူဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုတာပြောကြားလိုပါတယ်လို့၎င်းကပြောပါတယ်ထို့ပြင်မြန်မာပြည်တဝန်းလုံးရှိဒိုင်းသားဒေသများတွင်ဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးကြိုးပမ်းမှုများကို KNU ကကြိုဆိုပြီးပြည်တွင်းနှင့်နိုင်ငံတကာရှိနိုင်ငံရေးရေချိန်အပေါ်မူတည်ပြီးပြည်သူဆန္ဒနဲ့အညီလက်တွေ့ကျတဲ့နိုင်ငံရေးအဖြေရှာပြီးတဆင်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပရိုစောတာဒိုမူကဆက်လက်ပြောဆိုခဲ့ပါတယ်ဒါကြောင့်ကရင်နီချင်းနဲ့အခြားမြန်မာနိုင်ငံတဝန်းမှာရှိတဲ့ဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးကြိုးပမ်းမှုတွေကို KNU ကကြိုဆိုပါတယ်အဲ့ဒီအတွက်သက်ဆိုင်ရာပြည်သူအများအဖွဲ့အစည်းအားလုံးနဲ့ကြိမ်ဖန်များစွာညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှုတွေလုပ်သွားမှာဖြစ်တယ်လို့ဖက်ဒရယ်ဒီမိုကရေစီဗြိဉ္ဉ်နဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ် KNU ဟာမြန်မာပြည်အလယ်ပိုင်းပဲခူးတိုင်းမှစတင်ပြီးမြန်မာပြည်တောင်ပိုင်းတနင်္သာရီတိုင်းအထိတပ်မဟာ9ခုဖြင့်အခြေပြုလှုပ်ရှားတဲ့မြန်မာပြည်ရဲ့တပ်တန်းအရင်ဆုံးဒိုင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ် KNU ရဲ့လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ပူးပေါင်းတပ်ဖွဲ့များဟာစစ်ကောင်စီနဲ့နေ့စဉ်နှီးပါးတိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပါတယ် KNU လှုပ်ရှားနယ်မြေတွင်2023ခုနှစ်ပထမ6လတာကာလအတွင်းတိုက်ပွဲပေါင်း2400ကျော်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က2600ကျော်ကြာဆုံးက KNU ဘက်က80ကျော်ကြာဆုံးနိုင်ကြောင်းဇူလိုင်လ9ရက်နေ့ရွယ်စွဲနဲ့ KNU ကထုတ်ပြန်ထားပါတယ် KNLA PDF ပူးပေါင်းအဖွဲ့ဟာအာဏာသိမ်းစစ်တပ်ရုံးဆိုင်ရာနေပြည်တော်နှင့်နိုင်ငံရဲ့အဓိကစီးပွားရေးမြို့တော်ရန်ကုန်တို့တွင်လည်းစစ်စင်ရေးများလှုပ်ဆောင်နိုင်ရန်ပြင်ဆင်နေကြပါတယ် KNLA ဗဟိုဦးစီးမှုဗိုလ်မှူးချုပ်စောတာမလာတော့က KNU နယ်မြေဟာစစ်ရေးအရရေးပါတဲ့နယ်မြေဖြစ်ပြီး
မြောက်ပိုင်းတွင်ကရင်နီနယ်စပ်ဖြစ်တဲ့ပြင်မနာလိတ်တုံမှတောင်ပိုင်းတွင်တနင်္သာရီတိုင်းကော့သောင်းဗုတ်ပြင်းထိကျယ်ဝန်းပြီးတပ်ရွှေ့ပြောင်းနှင့်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ KNU ရဲ့နယ်မြေဒေသမြောက်ဘက်မှာဆိုရင်တော့စစ်တောင်းမြစ်နောက်ဘက်ကမ်းကိုစစ်ဆင်နိုင်တယ်လို့တောင်ဘက်မှာဆိုရင်လည်းရေးတဝဲကားလမ်းဘက်မှာစစ်စင်ရေးတွေလုပ်နိုင်ပါတယ်။အဲ့ဒီအပြင်တမဟာတစ်ဘက်မှာလည်းတထုံဘီလင်းကြိုက်ထိုအဲ့ဒီကားလမ်းကြီးမှာစစ်စင်ရေးလုပ်နိုင်ပါတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ထို့ပြင် KNU ကနယ်မြေပုံမထိန်းချုပ်လာနိုင်ပြီးစစ်ကောင်စီကခံစစ်အနေထားဖြင့်သာရင်ဆိုင်နေရကြောင်းရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့အနီးဆုံးရှိတဲ့ပဲခူးရိုးမှစစ်စင်ရေးကိုလည်း KNU ကအဓိကပံ့ပိုးပေးနေကြောင်း၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီအနေထားကခံစစ်အနေထားကိုရောက်နေပြီလို့ပြောလို့ရပါတယ်။နီးပရိရဲ့အရာတော့ထိုးစစ်ကိုမလုပ်နိုင်ပဲအဲ့ဒီအစားလက်နက်ကြီးနဲ့လေရင်ကိုပဲတောက်လျှောက်အသုံးပြုနေရပါတယ်လို့၎င်းကပြောပါတယ်။ KNL PDF ပူးပေါင်းတပ်များအဓိကထိုးစစ်ဆင်နေတဲ့မြန်မာပြည်အောက်ပိုင်းဒေသများတွင်လည်းကရင်ပြည်နယ်မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့အဓိကပါဝင်ပြီးစစ်ရေးအတွေ့အကြုံရှိလာသည်နှင့်အမျှသူတို့ရဲ့ထိန်းချုပ်နယ်မြေပိုမိုကျယ်ပြန့်လာပါတယ်။ပူးပေါင်းတပ်များဟာကရင်ပြည်နယ်မွန်ပြည်နယ်နှင့်တနင်္သာရီတို့ကိုအဓိကချိတ်ဆက်ထားတဲ့အမတ်ရှိပြည်တော်စုလမ်းမကြီးပေါ်တွင်နေ့စဉ်ဒီပါပိတ်ဆို့စစ်ဆေးနေပြီး၎င်းတို့ရဲ့နယ်မြေစိုးမိုးမှုကမော်လမြိုင်ရေးတံပြူစရက်မှသည်ဒင်းသာရီတိုင်းရဲ့ဝင်ပေါက်ဖြစ်တဲ့မလွဲတောင်ထိရှိလာပါတယ်။ထိုဒေသများတွင်စစ်တပ်နှင့်အပြစ်ရဲ့သဘောတူညီမှုစာချုပ်ကိုဆက်လက်ကင်ဆွဲထားတဲ့မွန်ပြည်သစ်ပါတီဩဇာတက်ရောက်တဲ့ဒေသများလည်းပါဝင်ပြီး KNL PDF ပူးပေါင်းတပ်ဖွဲ့များအားကောင်းလာခြင်းဟာမွန်ပြည်သစ်အတွက်ခေါင်းခဲစေမဲ့အခြေအနေဖြစ်လာကြောင်းနိုင်ငံရေးလေ့လာသူများကသုံးသပ်ပြောဆိုနေကြပါတယ်။ကျေးဇူးတင်ပါတယ်။